တခါတုန်းကတောင်နှန်းတွေဝန်းရံထားတဲ့ရွာလေးတစ်ရွာမှာအသက်24နှစ်အရွယ်မာကိုဘယ်နော်ရှင်လို့ခေါ်တဲ့လူငယ်တစ်ယောက်နေထိုင်ပါတယ်မာကိုဟာအရန်ကိုကြမ်းမငြိမ်ဖြစ်နေတတ်သူပါသူ့စိတ်ထဲမှာအတွေးပေါင်းစုံနဲ့အမြဲပြည့်နှက်နေပါတယ်တနေကုန်အတွေးမျိုးစုံဝင်လိုက်ထွက်လိုက်ဖြစ်နေပြီးအဲ့ဒီအတွေးတွေကြောင့်သူဟာစိတ်မသက်မသာဖြစ်ပြီးမောပန်းနွမ်းနယ်နေရပါတယ်သူဟာအတိတ်အတွက်အမြဲဝမ်းနည်းနေတတ်ပြီးအနာဂတ်အတွက်လည်းအမြဲစိုးရိမ်ပူပန်နေတတ်ပါတယ်အဲ့ဒီအတွေးတွေကြောင့်သူ့စိတ်ဟာမုန်တိုင်းတစ်ခုလိုဖြစ်နေပါတယ်သူဟာစိတ်အေးချမ်းမှုကိုမခံစားရသလိုအိတ်လို့လည်းမပျော်ဘဲပြုံးဖို့တောင်မေ့နေခဲ့ပါတယ်။ဒီနေ့မှာတော့မာကိုဟာတောင်ကုန်းတွေပေါ်ကအလန်းဝေးတဲ့ရွာလေးတစ်ရွာအကြောင်းကြားခဲ့ရပါတယ်။အဲ့ဒီမှာပညာရှိအဖိုးအိုတစ်ယောက်နေထိုင်တယ်လို့လူတွေကပြောကြပါတယ်။အဲ့ဒီအဖိုးအိုဟာအရင်ကမြို့မှာနာမည်ကြီးစိတ်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။သူဟာသူ့ဘဝမှာလူများကြီးကိုကူညီပေးခဲ့ပြီးစိတ်အေးချမ်းမှုဘယ်လိုရှာရမလဲဆိုတာကိုသင်ကြားပေးခဲ့သူပါအခုတော့သူဟာအသက်ကြီးလာပြီဖြစ်လို့မြို့ရဲ့ရှုပ်ထွေးလာတဲ့ဘဝကိုစွန့်ခွာပြီးတဘာဝနဲ့နီးစပ်တဲ့တိတ်ဆိတ်တဲ့ရွာလေးမှာလာရောက်နေထိုင်တာဖြစ်ပါတယ်တခါတလေမှာသူဟာလာရောက်လေပတ်သူတွေကိုအကြံဉာဏ်တွေပေးလေးရှိပါတယ်မာကိုဟာစိတ်ဝင်စားသွားပြီးမျောလင်းချက်တွေရှိလာပါတယ်သူဟာအဲ့ဒီအဖိုးအိုနဲ့တွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီပညာရှိအဖိုးအိုကငါ့ကိုစိတ်အေးချမ်းမှုရှာဖို့ကူညီပေးနိုင်မှာပဲလို့သူတွေးခဲ့ပါတယ်ရှေ့လျားပြီးပင်ပန်းလာတဲ့ခီးကိုရပ်ပေါင်းများစွာဖြတ်တန်းပြီးနောက်မှာတော့မာကိုဟာတောင်ကုန်းပေါ်ကအဲ့ဒီရွာလေးကိုရောက်သွားပါတယ်အဲ့ဒီကိုရောက်တော့တစ်ပင်ပန်းမှန်တွေဖုံးလွှမ်းနေတဲ့အိမ်လေးတစ်လုံးကိုတွေ့ရပါတယ်။အိမ်ရှိဝရန်တာမှာတော့အဖိုးအိုဟာတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပါတယ်သူ့မျက်လုံးတို့အေကိုမိတ်ထားပြီးကြည့်ရတာအရန်ကိုအေးချမ်းလာပါတယ်။မာကိုဟာသူ့စီကိုရှောက်သွားပြီးဒိုးဒိုးလေးပြောလိုက်ပါတယ်။အဖိုးကျွန်တော်စိတ်တွေအရန်ကနာမငြိမ်ဖြစ်နေပါတယ်ကျွန်တော်တွေးနေတာတွေကိုရက်လို့မရဘူးဖြစ်နေပါတယ်ကျွန်တော်နှလုံးသားထဲမှာအေးချမ်းမှုကိုလိုချင်ပါတယ်ကျွန်တော်ကိုကူညီပေးနိုင်မလားခင်ဗျာတဲ့အဖိုးအိုဟာမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးအေးအေးဆေးဆေးပြုံးလိုက်ပါတယ်။သူကမင်းကအေးချမ်းမှုကိုရှာနေတာကိုဒါဆိုငါနဲ့လိုက်ခဲ့မင်းကိုအလုပ်လေးတစ်ခုပေးမယ်လို့ပြောလိုက်ပါတယ်။သူကမာကိုသူ့ရဲ့ခြံဝင်းလေးထဲခေါ်သွားပါတယ်ပြီးတော့ဖန်ခွက်တစ်ခွက်ထဲကိုရေတွေအပြည့်ဖြည့်လိုက်ပါတယ်။ရေကဖန်ခွက်နှုတ်ခမ်းအထိပြည့်နေတာကြောင့်နည်းနည်းလေးလှုပ်ယုံနဲ့ဖိတ်ကျနိုင်တဲ့အနေထားပါသူကမာကိုအဲ့ဒီဖန်ခွက်ကိုပေးပြီးဒီကနေရွာအစွန်ထိလမ်းလျှောက်သွားပြီးပြန်လာခဲ့ပါဒါပေမဲ့တတိထားနော်ရေတစ်ဆက်တောင်မဖိတ်စေနဲ့လို့ပြောလိုက်ပါတယ်မာကိုဟာအန်တာတကြီးနဲ့ကြည်နေပါတယ်ဒါပေမဲ့သူဟာအကောင်းဆုံးလှုပ်ချင်တာကြောင့်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်သူဟာဖန်ခွက်ကိုဂယုစိုက်ကင်ပြီးစတင်လမ်းလျှောက်ပါတယ်လမ်းကကျင်းပြီးလူတွေလည်းရှုံနေပါတယ်တချို့ကလမ်းလျှောက်နေကြသလိုတချို့ကလည်းပြေးနေကြပါတယ်ဆိုင်ရှင်တွေကဈေးခေါ်နေကြပြီးခွေးတွေကလည်းဟောင်နေကြပါတယ်ဒါပေမဲ့မာကိုဟာဘေးဘီကိုလုံးဝမကြည့်ပါဘူးသူ့မျက်လုံးတွေကဖန်ခွက်ပေါ်မှာပဲရှိနေပါတယ်သူဟာတလန်းချင်းဖြည်းဖြည်းနဲ့ဂယုစိုက်လမ်းလျှောက်ပါတယ်လူတွေကသူ့ကိုအန်တာတကြီးကြည့်နေကြပေမဲ့ဘယ်သူမှသူ့ကိုမနှောင့်ယှက်ပါဘူးသူဟာအရေးကြီးတဲ့အရာတစ်ခုကိုတင်ယူနေတယ်ဆိုတာသူတို့သိကြပါတယ်နောက်ဆုံးမှာတော့မာကိုဟာအဖိုးအိုစီကိုပြန်ရောက်လာပြီးအဖိုးကျွန်တော်လုံနိုင်ခဲ့ပြီးရေတစ်ဆက်တောင်မဖိတ်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ်အဖိုးအိုကခေါင်းညင်ပြုံးပြပါတယ်ပြီးတော့သူကကောင်းပြီဒါပေမဲ့ငါ့ကိုပြောပါဦးလမ်းဘေးမှာကလေးတွေစော့နေတာကိုမင်းမြင်ခဲ့လားခွေးတွေဟောင်တာကိုရောကြားခဲ့လားလို့မေးလိုက်ပါတယ်မာကိုဟာအန်တသွားပြီးမမြင်ခဲ့ဘူးမကြားခဲ့ဘူးအဖိုးကျွန်တော်ဖန်ခွက်ကိုပဲအာယုံစိုက်နေခဲ့တာပါလို့ဖြေပါတယ်အဖိုးအိုကပြန်ပြုံးပြီးညင်သာစွာပြောလိုက်ပါတယ်အဲ့ဒါဟာရှိုးဝက်ချက်ပဲမင်းရဲ့အတွင်းထဲမှာအမြဲရှိနေပေမဲ့မင်းမသိခဲ့တဲ့အရာပေါ့မင်းရဲ့စိတ်ကလက်ရှိအချိန်ဂျယ်နကိုဗူတင်ကေစီမှာပဲရှိနေတဲ့အခါကြောက်ရွံ့မှုတွေရှုပ်ထွေးမှုတွေနဲ့မလိုအပ်တဲ့အတွေးတွေအတွက်နေရာမရှိတော့ဘူးမင်းဟာဖန်ခွက်ထဲကရေကိုပဲတွေးနေခဲ့တယ်အဲ့ဒီအချိန်မှာမင်းရဲ့စိတ်ဟာလုံးဝငြိမ်သက်သွားခဲ့တယ်မင်းဟာအတိတ်အတွက်ဝမ်းမနေခဲ့သလိုအနာဂတ်အတွက်လည်းမကြောက်ခဲ့ဘူးဖြည်းဖြည်းချင်းပဲမာကိုဟာနားလည်သွားပါတယ်ဒါဟာသူရှာနေတဲ့အေးချမ်းမှုပါပဲအေးချမ်းမှုဆိုတာအပြင်မှာရှာရတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့လက်ရှိအချိန်မှာနေထိုင်တဲ့အခါအေးချမ်းမှုဟာကျွန်တော်တို့ရဲ့အတွင်းထဲမှာရှိနေပြီးသားပါမာကိုဟာခေါင်းငုံပြီးဒိုးဒိုးလေးပြောလိုက်ပါတယ်အဖိုးအခုတော့ကျွန်တော်နားလည်ပါပြီကျွန်တော်စိတ်ကိုငြိမ်သက်အောင်လုပ်ချင်ရင်ကျွန်တော်စိတ်ကိုဒီလက်ရှိအချိန်မှာပဲထားရမယ်ဆိုတာကိုပါအဲ့ဒီအချိန်မှပဲစစ်မှန်တဲ့အေးချမ်းမှုကရောက်လာတာပါတဲ့အဖိုးအိုကပြန်ပြုံးပြပါတယ်နေဝင်ချိန်ရောက်နေပြီးနောက်ဆုံးနေအောင်ချီကမြေပြင်ပေါ်ကိုကြားရောက်နေပါတယ်ငှက်ကလေးတွေဟာသူတို့ရဲ့အတိုက်စီကိုပြန်တန်းနေကြပါပြီမာကိုဟာအိမ်ကိုပြန်ဖို့လမ်းလျှောက်ထွက်ခဲ့ပါတယ်ဒါပေမဲ့အခုတော့သူဟာအရင်ကတဏ္ဍမငြိမ်ဖြစ်နေတဲ့လူငယ်မဟုတ်တော့ပါဘူးသူဟာပြောင်းလဲသွားပါပြီသူ့ရဲ့အတွင်းထဲမှာအေးချမ်းနေပါပြီဘာလို့လဲဆိုတော့စိတ်ကိုဘလို့ငြိမ်သက်အောင်လုပ်ရမလဲဆိုတာသူသိသွားပြီမို့လို့ပါ
ဒီပုံပြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် exit ပေးပြီးသူငယ်ချင်းတွေကိုလည်းမျှဝေပေးကြပါဦးဒီလိုမျိုးစိတ်သက်ခွန်အားပေးတဲ့ပုံပြင်လေးတွေထပ်ကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ Game Wood ကိုရမ်းကြရဲလို့လှုပ်ထားဖို့မမေ့နဲ့ဦးနော်ကျွန်တော်တို့နဲ့အတူရှိနေပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်အတွေ့အသည့်သင်ခန်းစာသစ်တွေပါတဲ့ပုံပြင်လေးမှာပြန်တွေ့ကြမယ်အဲ့ဒီအချိန်ထိအားလုံးပဲကြမ်းကြမ်းမာမာနဲ့အေးအေးချမ်းချမ်းရှိကြပါစေ